So good Skyward ရဲ့နေဝင်စည်းစာရဲ့ကျွန်တော်ရဲ့ရရမလားတိုက်တော့ကျွန်တော်ပြီးတော့ just Hello ဒီနေ့မှာမီဇိုရမ်အိုင်ဇောမြို့မှာရှိတဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ Skyward ကိုတွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တွားရောက်လည်ပတ်ခဲ့တဲ့အချိန်မှာတွေ့ကြုံရတဲ့အတွေ့အကြုံလေးတွေရဲ့ကုန်ကြတဲ့ကုန်ကြစည်လေးတွေကိုကျွန်တော်ပြန်လည်မျှဝေပေးပါမယ်ခင်ဗျာSkyward ကိုသွားမယ်ဆိုရင် Zone 3နဲ့ Trompuy ကိုဖြတ်ပြီးမှအထက်ကိုတက်သွားရတယ်ပေါ့နော်ကျွန်တော်တို့တက္ကစီနဲ့သွားတာဖြစ်တဲ့အတွက်တက္ကစီခကုန်ကျစရိတ်ကတော့1500လောက်ကျတင်ပါတယ်ကိုနေတဲ့နေရာပေါ်မှာမူတည်ပြီးမှတက္ကစီခတော့ကွာဟမှုတွေရှိနိုင်ပါတယ်ဗျာကျွန်တော်တို့ကတော့တီထျန်းဘုရားကနေသွားတာဖြစ်တဲ့အတွက်1500ကျတင်ပြီးတော့ကားဆရာကကျွန်တော်တို့ကိုတနိုင်နီးပါစောင့်ပေးဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဟိုမှာကစားတာတောက်တာရဲ့လေတာပတ်တာရဲ့ဟိုကြည့်ဒီကြည့်ရဲ့အချိန်ကမတိမသားလေးနဲ့ကုံဆုံးသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အောက်မှာဝင်ချင်းမှာကျွန်တော်တို့ဂိတ်ဝင်ချင်းအနေနဲ့ရူပီ20ပေးရပါတယ်တယောက်ကို20ကျတင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဓိကသွားချင်တာက Skyward ဖြစ်တဲ့အတွက် Skyward ကိုသွားမှာဖြစ်ပါတယ်ခင်ဗျ Let's go ကျွန်တော်တို့အပေါ်တက်ကြဆိုအရင်ဆုံးကျွန်တော်တို့တက်ဖို့တဲ့လက်မှတ်ဖြတ်ရမယ်ပေါ့နော်လက်မှတ်ဖြတ်ရမယ်လူကြီးဆိုတော့တယောက်ကိုရူပီ100ကလေးဆိုတော့ရူပီ50ကျတင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လိုက်ပါလာတဲ့လူဦးရေလျောက်ကျွန်တော်လက်မှတ်တွေဖြတ်တယ်ပြီးတော့ကျွန်တော် scan ဖတ်တယ် scan ဖတ်ပြီးတော့မြင်းဖြတ်တယ်ပေါ့နော်မြင်းဖြတ်ပြီးနောက်ပိုင်းမှာတော့ဒီလိုလေးဖက်နှလေးတွေချွတ်ပြီးတော့ကျွန်တော်တို့ Skyward program ကိုဝါလို့ရပါပြီကဲအခုတော့ Skyward ကြောင်နဲ့တက်မယ်ပေါ့နော်ကျွန်တော်အောက်ကနေလှမ်းကြည့်တော့ကတော့ငါသွားနိုင်တယ်ဒါလေးများကြောက်စရာမလိုဆိုရင်မှကျွန်တော်ကတွေးထင်ခဲ့တယ်ပေါ့နော်တကယ်လို့ကျွန်တော်အပေါ်ကိုရောက်ခဲ့တဲ့အချိန်မှာတော့လုံးဝကျွန်တော်မသွားရတော့ဘူးပေါ့နော်အဆုံးထိမသွားရတော့ဘူးတဝက်နားလေးထိရောက်ပြီးတော့ကျွန်တော်ပြန်လှည့်လာတယ်ပေါ့နော်ပြန်လှည့်လာပြီးတော့အကြောက်ပြေးဆိုမှဟိုတီတီလေးလမ်းရိုက်တယ်ပေါ့နော်အောက်မှာမြင်တွေ့တဲ့နေရာကတော့အိုင်ဇောမြို့တွင်းနဲ့အိုင်ဇောကိုမြင်တွေ့ရတဲ့မြင်ကွင်း view ဖြစ်ပါတယ်ခင်ဗျတော်တော်လေးကိုလှပါတယ်အိုင်နေရာလေးကတော့ဆိုတော့ကျွန်တော်ကတော့ကြောက်လေးနဲ့ဘေးနားလေးမှာပဲကတ်လေးကတ်တီလေးနေတယ်ပေါ့နော်သွားလဲသွားချင်းကြောက်ပါလဲကြောက်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီပုံရောက်ခဲ့ပြီပဲငါရောက်တော့သွားမယ်ဆိုရင်မှတော့စိတ်ကိုပြန်ပြီးမှတင်းထားတယ်ပေါ့နော်ဆိုတော့စိတ်ကိုကျွန်တော်ပြင်ဆင်နေတဲ့အချိန်မှာမိဘဝင်ချင်းလေးတွေကိုကြည့်ဖြစ်တဲ့အချိန်မှာတော့တော်တော်လေးထားတဲ့ညီကောင်မလားဝေါဆိုမှကိုအရင်နဲ့surprise ဖြစ်သွားပါတော့ဒါကျွန်တော်တူမလေးကကျွန်တော်ခေါ်တယ်ပေါ့ကြောက်နေလားကျွန်တော်ခေါ်တဲ့အချိန်မှာကလေးတောင်သွားတာပဲငါလည်းသွားမှာပဲကွာဆိုမှဒီကနော်ဘရိုတယောက်နဲ့brother နဲ့လာပါဗျာမကြောက်နဲ့ကျွန်တော်တော့မကြောက်ဘူးဆိုရင်တော့ကျွန်တော်ခေါ်လိုက်တဲ့ကျွန်တော်လည်းအေးကွာလို့ချကွာလို့သူနဲ့ကတ်တီလေးလိုက်ပါလာတော့နော်ကြောက်ကကြောက်ရိုက်ချင်းတည်းတော်တော်လေးကိုအမတ်တရဖြစ်ပြီးမှ interesting so scary ဖြစ်တဲ့အချိန်လေးဖြစ်ပါတယ်ဒါပေမဲ့ဒါဘဝမှာမရလေးပေါ့နော် fight တယ်ပါ something လို့အောက်ကိုကြည့်မိုင်းလိုပဲဖြစ်သူများတော်မှာရိုက်ခဲ့တာပဲငါပုံလေးတော့တပုံရအောင်ရိုက်ခဲ့မယ်ဆိုရင်မှအဆုံးထိသွားခဲ့တယ်ပေါ့နော်ဒါတော့ကျွန်တော်ခဏလေး Can I goမြင်လေးရိုက်ပြီးမှကျွန်တော်မြင်ပြေးတယ်တော်တော်ကြောက်နေပြီပေါ့နော်ကြောက်ဒီလေရလဲခင်ဗျာ so good so amazing bye bye ဒါဘဝမှာမရပါတော့ကျွန်တော်အရင်တော့ဆိုရင်ဗီဒီယိုထဲမှာပဲကိုကကြည့်ခဲ့ရတယ်သူများတွေကြောက်နေတဲ့ပုံစံကိုကိုကရီခဲ့တယ်ပေါ့နော်ဒါအခုချိန်မှာတော့ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရပြီဆိုတော့ကျွန်တော်တော်တော်လေးကိုကြောက်တယ်ဒါဆိုတော့ဒါကျွန်တော်တို့ပြန်ပြီပေါ့နော်ပြန်တဲ့အချိန်မှာတော့တော်လေးကိုစိတ်လှုပ်ရှားနေတယ်ပေါ့နော်အခုဒီစိတ်လှုပ်ရှားတာမပြေသေးပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တကယ်မတည့်ရဲခဲ့တဲ့နေရာကိုရအောင်သွားခဲ့တယ်ဆိုတော့
တော်တော်လေးကိုစိတ်လှုပ်ရှားပြီးမှစိတ်ကျဉ်နေမှုလည်းရခဲ့တယ်ဒါကိုကျွန်တော်တို့ဘဝမှာဘာနော်ကိုစမ်းကြည့်ရဲတဲ့ဟာတွေကိုတစ်ခါတော့စမ်းကြည့်စီခြင်းတယ်ပေါ့နော်ဒါကျွန်တော်ရဲ့အတွေ့အကြုံလေးရကျွန်တော်မျှဝေတာပါကျွန်တော်ပြန်တော့မယ်ဆိုရင်မှတွေးလိုက်တဲ့အချိန်မှာတွေးထဲမှာတောက်ကနေတွေးဝင်လာတယ်ဗာလဲဆိုတော့ view point ပဲပေါ့နော်အပေါ်ကကျွန်တော်တို့ skywall တို့ဝင်ကြီးပေးစရာမလိုပဲနဲ့အလကားသွားလို့ရတဲ့နေရာဖြစ်ပါတယ်အဲ့နေရာကိုကျွန်တော်တို့ဒါခရီးသွားလူတွေရောသွားခဲ့တဲ့လူတွေကမသွားမဖြစ်သွားခဲ့တဲ့နေရာတစ်နေရာလေးဖြစ်ပါတယ်အဲ့နေရာလေးကတော့ကျွန်တော်6ကဘာပေးလေးမှာကပ်ပြီးတော့သွားလို့ရတဲ့နေရာပေါ့နော်သူကတော့ modern zone နဲ့ရှိမဲ့ပုံပေါ်ပါတယ်ကျွန်တော်တို့ကတော့အခု modern အတွက်အဆင်ပြေတယ်ဒါပေါ်နာလေးတစ်ပြီးဆိုရင်တော့မြင်ပါသလားထိတ်နာလေးမှာချွန်လေးရှိတယ်အဲ့ချွန်လေးနဲ့မှာကုန်းလေးရိုက်ပြီးမှဖက်ပုံလေးရိုက်ကြတယ်ပေါ့နော်အမှတ်တရအနေနဲ့အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးပါခင်ဗျာဘိုင်ဘိုင်